ဂျပန်နိုင်ငံရဲ့ဝေးလံခေါင်တည်တဲ့အီတိုမိုရီဆိုတဲ့ကျေးလက်ဒေသလေးမှာထက်တန်းကျောင်းသူလေးမီဇူဟာသူမရဲ့ဘိုးဘွားမိဘများနဲ့သူနေထိုင်ရင်းမြို့ပြဘွားကိုတန်းတနေပါတယ်။သူမကမျိုးရိုးစင်ဆက်လက်ဆင့်ကမ်းလာခဲ့တဲ့ရိုးရာတွေကိုထိန်းသိမ်းရတာကြောင့်ရိုးရာဓလေ့တွေကိုလိုက်နာရတာကိုလည်းညီးငွေ့နေပြီးတစ်ဖက်မှာတော့သူကျုံမျိုးရဲ့ရှုပ်ထွေးလာတဲ့မြို့ပြကြီးတန်းမှာထက်တန်းကျောင်းသားလေးတာချီဘာနာကတငယ်ချင်းတွေနဲ့ဘွားကိုပျော်ရွှင်စွာဖျက်ဆီးရင်းအချိန်ပိုင်းအလုပ်ကိုလုပ်ကိုင်နေပါတယ်။တနေ့မှာထူးဆန်းတဲ့ရာတစ်ခုစတင်ခဲ့ပြီးတာကီနဲ့မီဇူဟာတို့ဟာသူတို့ရဲ့ခန္ဓာကိုယ်ချင်းပြောင်းလဲသွားကြပြီးအစပိုင်းမှာအရန်ရှုပ်ထွေးခဲ့ကြပါတယ်။မီဇူဟာကတာကီရဲ့ခန္ဓာကိုယ်နဲ့သူကျုံမြို့မှာမြို့ပြဘွားကိုခံစားရင်းသူ့ရဲ့အပေါင်းပါတွေနဲ့အလုပ်ထက်ကခရက်လေးအိုကူဒဲရာတို့နဲ့ဆက်ဆံရေးကိုလည်းတိတိတတ်တာပြောင်းလဲပေးခဲ့ပါတယ်။တာကီကလည်းမီဇူဟာခန္ဓာကိုယ်နဲ့အီတိုမိုရီမှာကျောင်းတက်ရင်တာကီရဲ့ဘတ်စကတ်ဘောအစွမ်းကြောင့်ကမလေးတွေကပါမီဇူဟာကိုသဘောကျတဲ့အထိဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာဒီထူးဆန်းတဲ့လဲလှယ်မှုကိုစတင်သဘောပေါက်နားလည်လာကြပြီးတယောက်ကိုတယောက်စီးမြင့်နဲ့တမတ်လိုက်ကြပါတယ်။အရေးကြီးတဲ့အရာတွေကိုတတိပေးဖို့ message ဖုန်းစာအုပ်တွေပေါ်မှာခြံထားပြီးတော့အချင်းချင်းကူညီပေးခဲ့ကြပါတယ်။မီဇူဟာကတာကီအတွက်အိုကူဒဲရာနဲ့ချီရကိစ္စတွေမှာလည်းကူညီပေးခဲ့ပြီးတာကီဟာလည်းမီဇူဟာရဲ့တငယ်ချင်းတွေဖြစ်တဲ့တက်ရှီနဲ့ဆာယာတို့ရဲ့အခက်အခဲတွေကိုဖြေရှင်းပေးခဲ့ပါတယ်။လဲလှယ်မှုတွေကရက်သက်သက်ပတ်များစွာကြောင်းပုံမှန်တိုင်းဆက်လက်ဖြစ်ပေါ်နေခဲ့ပေမဲ့တရက်မှာတော့ရုတ်တရက်ဆိုသလိုပဲခန္ဓာကိုယ်ချင်းလဲလှယ်နာတွေကရက်တန့်သွားမှာတော့တယ်။အဲ့အချိန်မှာတာကီကအလွန်အံ့ဩဝမ်းနည်းသွားပြီးသူ့ဘဝရဲ့တစုံတရာပျောက်ဆုံးသွားတယ်လို့မျိုးခံစားလာရပါတယ်။သူကမီဇူဟာကိုအလွန်လွမ်းဆွတန်းတာလာပြီးတဲ့နောက်မှာမီဇူဟာကိုတွေ့ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။သူကမီဇူဟာကိုရှာဖို့မီဇူဟာရေးဆွဲပြီးခဲ့တဲ့အသေးစိတ်ပုံစံတွေကိုအသုံးပြုပဲတငယ်ချင်းတွေဖြစ်တဲ့အိုကူဒဲရာနဲ့တငယ်ချင်းဖြစ်တဲ့ဆူခါဝါတို့နဲ့အတူအီတိုမိုရီမြို့ကိုရှာဖွေဖို့စတင်ခရီးထွက်ခဲ့ပါတယ်။ခရီးထွက်ကအတန်ကြာပြီးတဲ့နောက်မှာတောင်တာကီဟာအီတိုမိုရီမြို့ကိုမတွေ့ရှိခဲ့ပဲသူကဒေသတွင်းစားတောက်ဆိုင်တစ်ခုမှာမီဇူဟာရေးဆွဲခဲ့တဲ့ပုံစံကိုပြသတဲ့အခါမှသာထိတ်လန့်စရာအမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်။အီတိုမိုရီမြို့ဟာလွန်ခဲ့တဲ့3နှစ်ခန့်ကကမ္ဘာမြေကိုဖျက်ဆီးသွားတဲ့တီယာမဲအုတ်ကာခဲကြီးကြောင့်လုံးဝပျက်စီးသွားပြီးလူပေါင်း900ကျော်တည်ဆုံးရတဲ့အထဲမှာမီဇူဟာလည်းပါသွားခဲ့ပါတယ်။တာကီနဲ့ခန္ဓာကိုယ်လဲလှယ်ခဲ့တဲ့မီဇူဟာကလွန်ခဲ့တဲ့3နှစ်ခန့်ကတည်ဆုံးသွားတဲ့မီဇူဟာဖြစ်တာကြောင့်သိလိုက်ရတဲ့အခါမှာသူကအရန်ကိုတုန်လှုပ်ချွတ်ချသွားခဲ့ရပါတယ်။တာကီကမီဇူဟာရဲ့တည်ဆုံးသွားတဲ့တည်င်းကိုယုံကြည်နိုင်ခြင်းမရှိပဲသူ့ရဲ့အသက်ကိုကယ်တင်နိုင်ဖို့နီလန်တစ်ခုကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကမီဇူဟာရဲ့ဘူဘာစင်ဆက်ကွယ်လင်သူတွေကိုပူဇော်ခဲ့ရာနတ်ကွန်းတောင်ကုန်းပေါ်ကိုတွားရောက်ခဲ့ပြီးအဲ့နေရာမှာမီဇူဟာရဲ့လက်ဖြစ်ကူချီကာမီဆာကေလို့ခေါ်တဲ့ရိုးရာပူဇော်ထားတဲ့အရက်ကိုတောက်သုံးခဲ့ပါတယ်။အဲ့အရက်ကနတ်ကွန်းရဲ့အချိန်ကြီးသွားနိုင်တဲ့အစွမ်းအားကိုနိုးထစေခဲ့ပြီးတာကီကိုနောက်တစ်ဆုံးတစ်ချိန်မီဇူဟာရဲ့ခန္ဓာကိုယ်ထဲကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။အဲ့အချိန်ကဥက္ကာခဲကြားမနေရဲ့မနက်ပိုင်းဖြစ်ပြီးမီဇူဟာကအချိန်အလွန်နှဲပါနေပြီဖြစ်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်နဲ့အီတိုအိုမိုရီမျိုးခံဒေသတွေကိုဥက္ကာခဲပြီးမှရှောင်ရှားနိုင်ဖို့ကြိုတင်သတိပေးခဲ့ပါတယ်။မီဇူဟာရဲ့တငယ်ချင်းတွေဖြစ်ကြတဲ့တက်ရှီနဲ့ဆာယာတို့ကလည်းသူ့ရဲ့အကူအညီနဲ့မြို့တော်ခမ်းမမှာရှိတဲ့လက်စစ်မီးတွေကိုဖျက်တောက်ပြီးဒေသခံတွေကိုလည်းဘေးလွတ်ရာမှာရွှေ့ပြောင်းမဲ့အစီအစဉ်ကိုစတင်ကောင်းထည့်ဖော်ခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲမီဇူဟာရဲ့ဝိညာဉ်ကတာကီရဲ့ခန္ဓာကိုယ်ထဲရောက်နေတာကိုသိလိုက်ရပြီးသူတို့နှစ်ယောက်ဟာအီတိုမိုရီနက်ကွန်းရှိရာတောင်ကုန်းထိပ်ပေါ်မှာတယောက်ကိုတယောက်ရှာဖွေနေကြပါတယ်။နေဝင်ရည်ပြောချိန်မှာအချိန်တည်းရဲ့နမိတ်ပြပြသွားတဲ့အရန်ရှားပါတဲ့အချိန်ခဏလေးဖြစ်ပေါ်လာခဲ့ပြီးအဲ့ချိန်မှာသူတို့တွေဟာကိုယ်ပိုင်ခန္ဓာကိုယ်တွေနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံခွင့်ရခဲ့ကြပါတယ်။ဒီနေရာမှာသူတို့ကတယောက်ရဲ့နာမည်ကိုတယောက်မမေ့စေဖို့လက်ဖွားပေါ်မှာနာမည်ကိုရေးထိုးဖို့ကြိုးစားခဲ့ကြပါတယ်။တာကီကမီဇူဟာရဲ့လက်ဖွားပေါ်မှာသူ့နာမည်ကိုရေးထိုးပေးခဲ့ပြီးမီဇူဟာကလည်းတာကီရဲ့လက်ဖွားပေါ်မှာစတင်ရေးထိုးချိန်မှာတော့ရီဝေချိန်ကလည်းပြန်လေကုံဆုံးသွားခဲ့ပြီးသူတို့ဟာပြန်လေဝေးဝါသွားကတယောက်ကိုတယောက်လုံးဝမမိနိုင်တော့တဲ့ကမ္ဘာကိုပြန်လေရောက်ရှိသွားကြပါတော့တယ်။မီဇူဟာကသူ့ရဲ့လက်ဖွားပေါ်မှာနာမည်အစားငါမင်းကိုချစ်တယ်ဆိုတဲ့စကားလုံးကိုသာမြင်လိုက်ရပြီးအစကားကသူမကိုရဲစွတ်တက်တီတွေပေးလိုက်ပြီးမြို့ကိုကယ်တင်ဖို့အတွက်ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။မီဇူဟာရဲ့ကြိုးပမ်းမှုကြောင့်အီတိုမိုရီမြို့သားအများစုကဥက္ခခဲကြားရောက်ခံရမဲ့ဘေးမှလွတ်မြောက်ခဲ့ပြီး3နှစ်အကြာမှာမြို့ကိုပြန်လည်ထူထောင်ခဲ့ကြပါတယ်။ဒါပေမဲ့တာကီနဲ့မီဇူဟာနှစ်ယောက်စလုံးဟာတယောက်ကိုတယောက်လုံးဝမမိနိုင်တော့ပဲတစုံတယောက်ကိုရှာဖွေနေတယ်ဆိုတဲ့ခံစားချက်ကိုသာနှလုံးသားထဲမှာဆွဆွမြဲမြဲခံစားနေခဲ့ရပါတယ်။သူတို့မှာမပြည့်စုံတဲ့ကွက်လက်တစ်ခုရှိနေတဲ့အစိမ့်မတက်မတာခံစားချက်ရှိနေခဲ့ကြပြီးတနေ့မှာတော့လမ်းမကြီးပေါ်မှာသူတို့နှစ်ဦးဟာမမျှော်လင့်ပဲမျက်နှာချင်းဆိုင်ဖြတ်သန်းသွားလာခဲ့ကြပါတယ်။ချက်ချင်းဆိုသလိုပဲသူတို့နှစ်ယောက်လုံးဟာအချိန်နဲ့နေရာကိုကျော်လွန်ပြီးခိုင်မာတဲ့ဆက်သွယ်မှုတစ်ခုကိုအမတ်ရသွားကြပါတယ်။သူတို့ကယထာအာမတိုင်တစ်ခုရဲ့လီဂတစ်တွေပေါ်မှာရပ်တန့်လိုက်ကြပြီးနောက်ဆုံးမှတာကီကကျွန်တော်တို့အရင်ကဘယ်မှာစုံဘူးတလဲလို့မေးလိုက်တဲ့အချိန်မှာမီဇူဟာကလည်းမျက်ရည်တွေဝဲတက်လာပြီးကျမလည်းအဲ့လိုခံစားရပါတယ်လို့ပြန်ဖြေခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးဟာခံစားချက်တွေကြောင့်မျက်ရည်တွေကျလာပြီးအချင်းချင်းနာမည်မေးမြန်းရင်းပြီးဆုံးသွားခဲ့ကြပါတယ်။